ဒါချက်ချက်ကြီးဖြစ်သွားတော့ဗောနော်ဒါချက်ချက်ဖြစ်သွားပြီးတော့အဲ့ဒါကြီးကထူးထူးကက်ကက်ကြီးဖြစ်နေတာဒီမှာလည်းထူးထူးပိမ့်ပိမ့်ဖြစ်နေတာဗောနော်ဒီနားလေးမှာအေးဟုတ်တယ်နော်ထူးထူးပိမ့်ပိမ့်ဖြစ်တယ်ရားမမကြီးဖြစ်နေတာဟုတ်ဒီကကျမအရင်တော့ဒီနားမှာဖြစ်တာလေကျမရားတော့ဒီလိုပုတ်တယ်ဗောနော်အဲ့နားနေပြီးတော့အခုဒီနားမှာထူးထူးပိမ့်ပိမ့်ဖြစ်တာမဟုတ်ဒီမှာဒီကမမကြီးဖြစ်ဟုတ်တယ်ဗျာဒီဘက်ကပြပါဦးဘာမှမရှိဘူးဒီကပြပြောဒီကနော်ဒီတချို့တော့ဖြစ်နေတာဟုတ်တယ်ဗျာအဲ့ဒါကိုဘယ်လိုဖြစ်လဲဆိုတော့ကျမကျွဲသမနာကြီးလို့ဖြစ်တာဟိုကက်ကက်ကြီးပေါ့နော်ဖြစ်နေတာကျမနှစ်လနီးပါးလောက်ရှိနေမယ်ထူးထူးကက်ကက်ဖြစ်နေတာခွဲရတာကြာပြီလားခွဲရတာဟိုပါလေပြီးခဲ့တဲ့နေ့ဆက်လာပဲ23ရက်နေ့ကကျမခွဲတာပြီးခဲ့တဲ့နေ့ဆို2024ဟုတ်ကဲ့2024ရတစ်လုံးခွဲတယ်ပထမတစ်လုံးခွဲတာကျော်မလို့ခွဲပြီးတော့ဟုတ်တယ်မခွဲမိတော့ဘူးဆေးသွင်းတော့လေကျမဒုတိယအကီမိုသွင်းတော့ကျမဟိုဟာဆေးလျှော့ဖြစ်တော့ရှော့ဖြစ်တယ်အဲ့နဲ့ကျမဗမာပြည်ညီမလေးပြန်လာပြီးတော့ကျမပြောမယ်ဆိုတော့မတ်တထားဆေးကျမစားတော့ပေါ့နော်မတ်တထားဟုတ်စားတော့သူကအကျိတ်လုံးဝနေပြီးတော့ဗျာချက်ချက်ဖြစ်ပြီးတော့လေသူကထိုးကက်ကက်ကြီးဖြစ်နေဆရာကျမဟုတ်နောက်ဒီမာလေးလည်းကျမတက်တယ်ပေါ့နော်ဒီကအဲ့ဒီကိုပြောင်းသေးနေတာအန်တရရှိတယ်လေဟုတ်ကဲ့ဒါဒီဘက်သူကဒီဘက်ပါသူကပြန့်တာလေဒီကအကျိတ်ကအမြင့်ကျော်ပြန့်တာပြန့်တော့ဒီအိမ်မှာမားလာတာမားလာတော့ဟိုကျွဲပခုံးတာလို့မားလာပြီးနောက်ပိုင်းသူကဟိုတအားကြီးဒီဆဲတွေပြတ်သွားတယ်သူပွင့်လာဟုတ်သူကလေဒီ site ဖြစ်တာရှိတယ်ချစ်တော့မတယောက်ဟုတ်ဒီ level မှာလို့ပိန်မှာဒီကျွဲဖုံးတာကြီးလို့ခါသူဒီပွင့်သွားတယောက်ရှိတယ်အနေနဲ့ရှိတာဆရာဒီကောင်ဒီအကျော်ပေါ်တော့အန်တရရှိတယ်ဟုတ်ကဲ့နော်ခွဲလို့လည်းမရဘူးလေဒါစီးကိုတေချာစီးရတော့မှာဟိုဝရိယဆိုင်ပြီးတော့လေနောက်သူကလေနောက်ဒီလိုနားလေးမှလည်းကျမတစ်လုံးပေါ့နော်ဟုတ်တယ်မဆင်းလာပြီသူကအကြည့်အဲ့လိုသူကပြန်တယ်ဟိုကျွန်တော်ပန်းလိုက်မှခွဲတဲ့ဘိုးတော်ကအဲ့လိုပဲမင်းတော်သူကဒီရက်ဆရာနဲ့ခွဲလို့မရဘူးကန်တာဆရာတဲ့ချိန်တာသူတော့ဘုတ်ထိုင်နဲ့ခွဲလို့မရဘူးမရတော့သူကနိုင်ငံခြားဆရာမကြီးခေါ်ရတယ်အဲ့လိုဆရာအဲ့လိုကန်လိုက်လာဟိုကလာခွဲသွားတာနာတာပေါ့နော်ခွဲသွားတော့ဒီအကျော်အောက်ကကိုဒီအကျော်အောက်ကအကျိတ်ကိုထားခဲ့သူလည်းမခွဲရဘူးကျန်တဲ့ဟာတော့ခွဲသွားတာပေါ့အဲ့သူခွဲပြီးတော့တော်တော်ကြာဆိုဒီအကျိတ်တွေပြန်ပေါ်ပြီဒီမှာတစ်လုံးဒီပုံမှာတစ်လုံးဒီဘက်မှာတစ်လုံးညှောက်တဲ့မှာဂျိုင်းမှာတစ်လုံးပြန်ပေါ်လက်မြောက်လို့မရတော့မနေ့ဆိုအဲ့ရထားလူတွဲထားဟုတ်တယ်အခုလက်မြောက်လို့မရအဲ့ကျွန်တော်ဆေးစီးပြလိုက်ဆိုအဲ့ဒါနောက်2ရက်လောက်ဆိုလက်ကိုမြောက်လို့ရပါတော့ဒီမှာနိုးကလည်းခွဲထားတယ်လေတစ်လုံးကလေအဲ့ဒီကပဲຫນွယ်သွားတာလားပေါ့နော်အခွဲတွေမလွတ်ဘူးဖြစ်နေဟုတ်ကဲ့အဲ့ဒါဒီမှာနိုးတစ်လုံးကမရှိတော့ဘူးဩ9နှစ်2018ခုနှစ်ကနေပြီးတော့ခွဲလိုက်တာအဲ့ဒီမှာဟိုလိုမဖြစ်ပဲနဲ့ဒီကြက်တော့လည်းသူဆင်းလို့မရဘူးခွဲတာပဲမှာခွဲရတာဟိုမဲဆောက်ဆေးရုံကြီးမှာဆရာဒီမဲကောင်ဟုတ်မဲဆောက်လေမဲဆောက်ဆေးရုံဟုတ်ကဲ့အဲ့ဒီမှာကျမခွဲတာခွဲပြီး5-6နှစ်9နှစ်ကတော့အဲ့ရသေးတောက်လိုက်အေးပါဆေးလဲကျမ9နေတာကဗမာနေပကိုးညီမစီမှာကျမလာနေတာပကိုးပဲနေရတာယာအေးမှာဆရာတာယာအေးဆိုပကိုးဝင်ပေါ့ဟုတ်တာတာယာအေးလေဘိုးမရောက်သေးဘူးပေါ့ဘိုးမရောက်သေးလေရန်မှာသွားရင်အဲ့ကောင်မလေးတွေကတာအေးမှာဈေးရောက်တဲ့ကောင်မလေးကကျွန်တော်ကြံခဲ့တဲ့3နှစ်4နှစ်လောက်ကကျွန်တော်ကုပလိုက်တာကျွန်တော်ကတော့ဟိုဒေးဆမာမှာကျွန်တော်ဖုန်းဝင်နေတော့လေလာကြတာအုပ်လိုက်ကြီးသူတို့အောက်ခေါ်တာအေးကိုဆရာလာဖို့မှကိုခောက်ဘူးသူဈေးရောက်တဲ့အကောင်မနာမည်ကျွန်တော်မေ့တိတိဖြစ်သွားပြီဈေးရောက်တာအမဒီအပေါ်ရတက်မှာနေရောက်တာဟုတ်တယ်အခါကဒီနားနာတော့ဟဲ့ငါဒီပေါ်မြတ်တက်သွားတာပေါ့နာမည်လေးဘယ်လိုခေါ်လဲပြောပါဦးအမတော့သိနေကြီးပါလေအသက်ဘယ်လောက်ရှိပါလဲ68နှစ်ဟုတ်ကဲ့ကွာအဲ60ကျော်တွေ50ကျော်တွေမှာပြောမဖြစ်နေရသူကဒီနေရာမှာထွက်လာဆိုတော့ကျွန်မဒီနေရာလေးပဲအဓိကလိုက်စားတာလို့မှလည်းမရှိပါဘူးဒီဂျိုင်းနေပါလေမှာပေါ့ဒါဒီခွဲတတ်တဲ့ဟာပါဒီခွဲတတ်တဲ့သက်ဆိုင်တာသူကဒီပေါ်တက်လာတော့အမတော့စိတ်ပူသွားတာဟုတ်ပါဆေးစီးပေးမယ်ပုံမှန်တော့နေတိုင်းစီးရမှာနော်ဟုတ်ကဲ့တနေ့တည်းစီးလို့မရဘူးနော်တခါမြနေတိုင်းလာစီးရမှာနော်ဟုတ်ကဲ့ဟိုတစီကားနဲ့တော့မွဲပြီလားမသိဘူးမွဲပြီရဟမ်မွဲတိုင်းကားနဲ့လာရရတယ်လေမလာဘူးအခုတော့မလဲတယ်မရဘူး